ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများကျွန်တော်ရဲ့ရှင်မျိုးကြီးပေါ်လာမှာများကျွန်တော်ရဲ့9ရက်သားသမီးများကျမ်းမာချမ်းသာကြပါစေလို့ပူဇော်ပရမဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြည်ရင်းနဲ့ရတရားအိမ်တော်ကြီးလူမှုရေးစီးပွားရေးများကိုအထူးစီမံပြုလုပ်ပေးနေသောပြည်ရင်းဆရာကိုမြင့်စောဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဟောပြောပြသပြီးမဲ့ကတော့ရေရရာလေးတစ်ခုဖြစ်ပါတယ်ဒီရေရရာလေးကတော့အမတန်မှလည်းအစွမ်းထပ်ပါတယ်ခင်ဗျာလောက်ပါတာလည်းလွယ်ကူပါတယ်လောက်ပါတာလည်းရိုးရှင်းပါတယ်ခင်ဗျာငွေကုန်ကြည့်ကြလည်းအမတန်မှဟိုတတာပါတယ်ခင်ဗျာဒီရေရရာလေးကိုလိုက်လုပ်ခြင်းအားဖြင့်မိမိရဲ့ငွေကြီးတွေလုပ်ငန်းကိုင်ငန်းတွေဆိုင်ငံထားတာတွေမိမိရဲ့ငွေကြီးမပေါ်တာတွေမိမိအိမ်ကိုငွေမွေးတာတွေမိမိအလုပ်ကိုင်တွေရှာဖွေတဲ့အခါမှာအခက်အခဲဖြစ်တာလေးတွေဟာဒီရေရရာလေးကိုလုပ်ခြင်းအားဖြင့်အမတန်မှကိုအစွမ်းထပ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီရေရလေးကိုလိုက်လုပ်ကြမယ်လို့လည်းယုံကြည်ပါတယ်လိုက်လုပ်ကြတဲ့သူများလည်းမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခဏသားသမီးများလည်းအလုပ်ကိုင်းတွေငွေကြီးအခက်ခဲတွေမိမိလူမှုရေးစီးပွားရေးအခက်ခဲလေးတွေကိုအမြန်ဆုံးချောမွေ့ကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာဒီရေရလေးကတော့ကျွန်တော်တို့ရဲ့ပရုံမာကြာပေါ့ကြာဘူး10ဘူးကိုဈေးမှာဖြစ်ဖြစ်မိမိပတ်ဝန်းကျင်ရေကမှာပဲဖြစ်ဖြစ်ရှာကြမ်းပြီးတော့ရမယ်ရတဲ့ဒီတလန်းနဲ့ဝယ်လိုက်ပါဝယ်ပြီးဘာလို့ရှိလို့ရှိရင်ဘုရားညောင်းအိုးပေါ့ငွေရောင်ပဲရပေါ့ဘုရားညောင်းအိုးလေးတစ်ခုရွှေသားမမဝင်ဘုရားညောင်းအိုးအစ်စ်ကလေးတစ်ခုကိုဝယ်လိုက်ပါဝယ်ပြီးပါတာနဲ့ဆိုတာနဲ့ကြာဘူး10ဘူးကြောင်အိုးလေးတွေကိုတီးတန့်ကတူတူပေါ့ခင်ဗျာဖြတ်ပြီးတော့ထိုးပြီးတော့နေတော်လေးထိုးပြီးတော့အတားလေးကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုမကြောက်ဘူးဆိုတော့ဘုရားပန်းလေးကတ်လှူလိုက်ပါကတ်လှူလိုက်လို့ရှိရင်တိတ်ညမကြခင်ချိန်တော်တွင်မှာပဲမကြောက်ဘူးဆိုတဲ့အတိုင်းပဲမကြပါဘူးငွေတွေလည်းအလုံးလိုက်ဝင်လာပါလိမ့်မယ်ငွေကြီးတွေလည်းဝင်လာပါလိမ့်မယ်လူမှုရေးစီးပွားရေးအလုပ်ကိုင်းတွေလည်းများမကြမီတော်တွင်ထဲမှာအလုံးကဲဝင်လာပြီးတော့အလုပ်ကိုင်းတွေအဆင်ပြေကြပါစေဆိုပြီးတော့ဒီရေရလေးကိုပေါ်ပြောပြသပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ရေရလေးကတော့အမတန်လေးရိုးရှင်းလွယ်ကူပါတယ်။လောက်ရတာလည်းအဆင်ပြေပါတယ်။ဒါကြောင့်မို့ရေရလေးကိုလည်းလုပ်ကြပြီးကျွန်တော်ရဲ့မိတ်ဆွေများခုနသားသမီးများလည်းလာပါလိရှင်လန်းကြပါစီ။အလုပ်ကိုင်းလေးရှင်လန်းကြပါစီဆိုပြီးတော့ကျွန်တော်ကဆုတောင်းမေတ္တာပို့တာပါတယ်။အားလုံးကိုကျေးဇူးတင်